မင်းကလေးငယ်တယောက်ဟာသူမရဲ့မိခင်ကိုနာနတ်တီးခုံလွှာရမှာကူညီပေးခြင်းပေမဲ့ဘယ်လိုလုပ်ရမလဲဆိုတာမသိခဲ့ပါဘူး။ဒါကြောင့်သူမရဲ့မိခင်ကပထမဆုံးအဆင့်တွေကိုဖြည်းဖြည်းချင်းတင်ပြပေးခဲ့ပြီးနောက်ဆုံးမှာတော့အဲ့ဒီမိန်းကလေးဟာမိခင်လုပ်တယ်လို့လိုက်လုပ်နိုင်သွားကနာနတ်တီးကိုအောင်မြင်စွာအခွန်တော်နိုင်ခဲ့ပါတယ်။နောက်တစ်နေ့မှာတော့သူမရဲ့တငယ်ချင်းတွေရေခဲမုံကိုပျော်ပျော်ပါးပါးစားနေကြတာကိုမြင်တော့သူမလည်းဝယ်စားခြင်းစိတ်ပေါက်လာပါတယ်။ဒါပေမဲ့အဲ့ဒီနေရာမှာပဲဈေးရောက်နေတဲ့သူမရဲ့မိခင်ဟာဘာမှမရောင်းရသေးတာကြောင့်တမိဖြစ်သူကိုရေခဲမုံဝယ်ပေးဖို့ပတ်စံလုံးလောက်မရှိခဲ့ပါဘူး။အဲ့ဒီညမှာတော့မိခင်ဖြစ်သူကအကြံတစ်ခုရခဲ့ပါတယ်။သူမဟာနာနတ်တီးကိုရေခဲမုံပုံစံဖြစ်အောင်လှိဖြတ်ပြီးအေးခံကသူမကိုယ်တိုင်လုပ်တဲ့နာနတ်တီးရေခဲချောင်းတွေအဖြစ်ပြောင်းလဲလိုက်ပါတယ်။နောက်တစ်နေ့မှာမိန်းကလေးငယ်ကသူမမိခင်လုပ်ပေးတဲ့နာနတ်တီးရေခဲချောင်းကိုမိစမ်းကြည့်တဲ့အခါအရန်ကိုအရသာရှိနေပါတယ်။ဒါကြောင့်သူမကအဲ့ဒီရေခဲချောင်းတွေကိုရောင်းကြည့်ဖို့အကြံပြုခဲ့ပါတယ်။သူမဟာဈေးထဲမှာအတက်တရောနဲ့ရေခဲချောင်းတွေကိုလိုက်ရောင်းခဲ့ပေမဲ့လူအများကြီးကိုလိုက်ရောင်းတော့လဲဘယ်သူမှဝယ်မစားခဲ့ကြပါဘူး။သူမရဲ့မိခင်ကအရှုံးမပေးဖို့ပြောခဲ့ပြီးတခြားဈေးတွေသူတို့ရဲ့ကုန်ပစ္စည်းတွေကိုဘယ်လိုကြော်ညာရောင်းချတယ်လဲဆိုတာကိုလေ့လာကြည့်ဖို့ပြောခဲ့ပါတယ်။နောက်တစ်နေ့မှာတော့အဲ့ဒီမိန်းကလေးဟာဈေးလျှော့ပေးတဲ့ငရုတ်တီးရောင်းသူစီကနေရဲ့သူ့သားတွေရဲ့အရသာကောင်းမွန်ကြောင်းကြော်ညာနေတဲ့အသားတီစီကနေရဲ့စတင်လေ့လာခဲ့ပါတယ်။သူမဟာအဲ့ဒီနီးပြူဟာတွေကိုချက်ချင်းပဲလက်တွေ့အသုံးချကြည့်ပါတယ်။သူမကိုယ်တိုင်ဆွဲထားတဲ့ပကြီးကချက်လေးတွေနဲ့ဆွဲဆောင်မှုရှိတဲ့ကြော်ညာတစ်ခုကိုဖန်တီးခဲ့ပါတယ်။တကယ်ပဲနောက်တစ်နေ့မှာလူတွေဟာသူမရဲ့နာနတ်တီးရေခဲချောင်းတွေကိုစတင်ဝယ်ယူကြပြီးခဏချင်းတွင်းမှာပဲအကုန်ရောင်းလိုက်ရပါတယ်။နောက်ဆုံးမှာတော့ဒါဟာသူမရဲ့မိခင်ကတမိဖြစ်သူကိုကိုယ်ပိုင်အားမှန်နဲ့ယက်တီတက်အောင်တမင်တကာတင် जा ပေးခဲ့တာဖြစ်ကြောင်းသိလိုက်ရပါတယ်